အားလုံးပဲမင်္ဂလာပါဒီပိုင်းကတော့ဓာတုဝေဒအထူးပြုတတိယစောနာနဲ့ qualifying တန်းတွေအတွက် group theory ကိုလေ့လာတဲ့အခါမှာထောက်ကူပြုမဲ့ matrix အပိုင်းလေးပါဒါတော့ Macmillan's Physical Science Series တွေက Group Theory for Chemists ဆောင်းမှာကောက်နှုတ်ဆွေးနွေးထားပါတယ် author ကတော့ George Davison ဖြစ်ပါတယ်ပိုင်းနှစ်ပိုင်းနဲ့ဆွေးနွေးသွားပါမယ်ပထမတစ်ပိုင်းမှာတော့ addition and subtraction of the matrix ဒုတိယပိုင်းမှာ matrix multiplication ဆိုတဲ့နှစ်ခုခွဲပြီးတော့လေ့လာပါမယ် matrix အပိုင်းက molecules တွေရဲ့ symmetry properties တွေကိုဖြည့်ရှင်းတဲ့အခါမှာလိုအပ်တဲ့သင်္ချာဘာသာရပ်ရဲ့ဘာသာရပ်ခွဲတစ်ခုဖြစ်တယ်လို့နားလည်ထားပါတယ်ခုပိုင်းလေးကတော့ molecules တွေပေါ်မှာတက်ရောက်မဲ့ symmetry operation တွေကို numerical representation လုပ်ပေးနိုင်မဲ့ matrix algebra ပိုင်းဖြစ်ပါတယ် matrix မှာအခြားပိုင်းတွေလည်းရှိပါတယ်အခြားသုံးဝင်တဲ့အပိုင်းတွေလည်းရှိပါတယ်ဥပမာအဖြစ် data representation တွေ data analysis လုပ်တာတွေ electrical engineering အပိုင်းတွေphysics ဘာသာရပ် computer science geometric transformation တွေဖြစ်တဲ့ rotation တို့ translation တို့မှာလည်းပဲသုံးနိုင်ပါတယ်အခြားအစိတ်ပိုင်းမြောက်များစွာမှာလည်း matrix ကကြဲကြဲပြန့်ပြန့်သုံးရပါတယ်စိတ်ဝင်စားရင်တော့ဆက်လက်ပြီးတော့လေ့လာရမှာဖြစ်ပါတယ်ဆိုတော့ဒီပိုင်းမှာနံပါတ်1က addition and subtraction of the matrix အပိုင်းဖြစ်ပါတယ်ဆိုတော့ဒီ addition subtraction လုပ်ဖို့သတိထားမယ့်အပိုင်းကတော့ matrix ရဲ့ dimension ဖြစ်ပါတယ် matrix တစ်ခုရဲ့ dimension ဆိုတာအဲ့ဒီ matrix တစ်ခုရဲ့ row နဲ့ column ဖြစ်ပါတယ် row နဲ့ column ကကန့်သက်ချက်မရှိတာကြောင့်မို့လို့သူ့ကို A B ဒါမှမဟုတ်လို့ရှိရင်MN အစရှိသဖြင့်ကြိုက်သလိုသင်္ကေတထားလို့ရပါတယ်ဒါပေမဲ့ပေါင်းချင်းနှုတ်ချင်းတွေဖြစ်ဖို့ရန်အတွက်အဲ့ဒီ matrix နှစ်ခုဟာ same dimension ဖြစ်ဖို့တော့လိုပါတယ်ဥပမာအဖြစ်အောက်မှာဖော်ပြထားတဲ့ဥပမာ matrix ပေါင်းချင်းလေးက column 2 row 2ရှိတယ် 2 matrix တစ်ခုဖြစ်တယ်ဒါကိုသင်္ကေတA လို့သတ်မှတ်လိုက်မယ် B ဖြစ်သတ်မှတ်တာတော့လည်းပဲ column 2 row 2ရှိတယ်2 matrix ဖြစ်တယ်ဒါကြောင့်မလို့ dimension နှစ်ခုတူတယ်ဒီနှစ်ခုကိုပေါင်းခြင်းသုံးမဟုတ်နှုတ်ချင်းလုပ်လို့ရပါတယ် numerical example အဖြစ်ဒီ matrix လေးပါဒီ matrix နှစ်ခုကိုပေါင်းဖို့ဆိုလို့ရှိရင် 6 နဲ့ပထမ matrix A matrix ရဲ့column number 1 row number 1 6နဲ့ဒုတိယ matrix ရဲ့ B matrix ရဲ့ column number 1 row number 1 1ကိုပေါင်းလိုက်ပါမယ်7ရမယ်ပထမ matrix ရဲ့ column number 2 row number 1 3နဲ့ဒုတိယ matrix ရဲ့လည်း column number 2 row number 1 2ကိုပေါင်းလိုက်တဲ့အခါမှာ5ရပါမယ်ဒီလိုပါပဲဆက်ပေါင်းမယ်ဆိုလို့ရှိရင်ပထမ matrix ရဲ့ column number 1 row number 2နဲ့ဒီဘက်ကဒုတိယ matrix ရဲ့ column number 1 row number 2ပေါင်းပြီးတော့5ရမှာဖြစ်တယ်ဒီလိုပါပဲပထမ matrix ရဲ့ column number 2 row number 2နဲ့0နဲ့ပေါ့ဒုတိယ matrix ရဲ့ column number 2 row number 2 1ကိုပေါင်းလိုက်တဲ့အခါမှာ1ရပါဒါပေါင်းခြင်း matrix ပေါင်းခြင်းဖြစ်ပါတယ် matrix ကိုနှုတ်တဲ့အခါမှာလေထူနီ၎င်းပဲ same dimension ဖြစ်တဲ့ matrix တွေပေါင်းခြင်းနှုတ်ခြင်းလုပ်နိုင်ပါတယ်ဥပမာတွေကိုပုံများတဲ့ဥပမာတွေကိုလေ့လာနိုင်မှုရတဲ့အောက်က website မှာလေ့လာနိုင်ပါတယ်ဒီ website မှာလေ့လာနိုင်ပါတယ်အဲ့ဒီ website မှာလည်းပဲ step by step video tutorial ရှိပါတယ်ဆင်ပြေနိုင်ကြပါစေ
နောက်တစ်ခုလေ့လာဖို့လိုတာကတော့ matrix multiplication ဖြစ်ပါတယ် multiplication ရဲ့အရေးကြီးဆုံးသောအပိုင်းကတော့ number of column in the left matrix နဲ့ number of row in the right matrix ဆိုတာတူနေရမှာဖြစ်ပါဆိုတော့ဒီမှာ A into B matrix A နဲ့ matrix B နဲ့နှစ်ခုကိုမြောက်မယ်အဲ့ခါမှာရလာမယ့် matrix က C matrix ဖြစ်လိမ့်မယ်ပေါ့ထားကြပါစို့ဥပမာအဖြစ် matrix နဲ့ matrix Y နဲ့မြောက်ကြမယ်ဆိုကြပါစို့ matrix ရဲ့ dimension က M into MP ရှိတယ် matrix Y ရဲ့ dimension က PN ရှိတယ်ဒါဆိုရင်ထွက်လာမယ့် matrix Z ရဲ့ dimension က MN ဖြစ်ပါတယ် MN ဖြစ်ပါတယ်ဥပမာကိုကြည့်ပါမယ် matrix A နဲ့ matrix B မြောက်ပါမယ် matrix A က MN matrix ဖြစ်ပြီးတော့ matrix B က MP matrix ဖြစ်ပါတယ်ဒါကြောင့်မလို့ matrix C ရဲ့ dimension က MP ရရမှာဖြစ်ပါတယ်သူတို့ရဲ့မြောက်ချင်း formula ကတော့အဖြစ် Z အတွက်ဆို ZIK equal to summation of G equal to 1 to B SIG Y GK ဖြစ်ပါတယ်ဥပမာအဖြစ် A နဲ့ B ရဲ့မြောက်ချင်းမှာ C ရတယ်ဆိုကြပါစို့ C ရဲ့ column 2 row 1ကိုရဖို့ဆိုတာဟာ A11 into B12 အပေါင်း A12 into B22 ကိုပေါင်းရမှာဖြစ်ပါ summation လုပ်ရမှာဖြစ်ပါတယ်ဒီလိုပဲ answer C ရဲ့ column 3 row 3ကိုရဖို့ဆိုတာဟာ A31 into B13 အပေါင်း A32 into B23 ကိုပေါင်းရမှာဖြစ်ပါတယ်ဥပမာအဖြစ်ဒီမှာပေါ်ပြထားပါတယ် x into y equal to z ရတဲ့ multiplication မှာ z11 ကိုရဖို့ဆိုတာဒီ x11 နဲ့ y11 မြောက်ချင်းအပေါင်း x12 နဲ့ y21 မြောက်ချင်းဒီက row နဲ့ဒီက column summation တစ်ချိန်ဖြစ်ပါတယ်ဒီလိုပဲ z12 ကိုရဖို့ဆိုတာဟာ x11 နဲ့ y12 x12 နဲ့ y22 ဖြစ်ပါတယ်ဒီလိုနဲ့တို့ရဲ့ 3 dimension ဖြစ်တဲ့ z ကိုရအောင်မြောက်သွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ matrix ပေါင်းခြင်းကို matrix မြောက်ခြင်းကိုနားလည်လိမ့်မယ်ထင်ပါတယ်ပိုပြီးစင်ပြေအောင်လို့ numerical example နဲ့ဖော်ပြပေးထားပါတယ်ဆိုတော့ဒီ matrix က left side က matrix က 3 2 matrix ဖြစ်တယ် right side က matrix ကတော့ 2 3 matrix ဖြစ်တယ်ဆိုတော့ 3 2 into 2 3ဖြစ်တဲ့ကြောင့်မို့လို့သူဟာအဖြေက 3 matrix ရမှာဖြစ်ပါတယ် matrix များရဲ့မြောက်ချင်းမှာဒီထက်ပိုတဲ့အချက် 3 ချက်လည်းရှိပါသေးတယ်ပထမတစ်ခုက unit matrix ဖြစ်ပါတယ် unit matrix ဆိုတဲ့သဘောတဘာဝကတော့သူနဲ့ညီသည်မြတ် matrix ကိုမဆိုတွားပြီးတော့မြောက်တဲ့အခါမှာ identical matrix ကိုပဲပြန်ရစီတဲ့ matrix တွေကို unit matrix လို့ဆိုကြပါတယ် unit matrix တွေက main diagonal ကလွဲပြီးတော့ကျန်တာတွေအားလုံးဒီ main diagonal ကလွဲလို့ကျန်တာအားလုံးက0ဖြစ်နေတဲ့ဟာမျိုးကို unit matrix လို့ဆိုပါတယ် for example အောက်မှာ 2 matrix နဲ့ 3 matrix နှစ်ခုဥပမာပြထားပါတယ်ပုံများတဲ့ example unit matrix အကြောင်းကိုသိချင်တော့ဒီ website မှာ
လေ့လာလို့ရပါတယ်နောက်တစ်ခုက matrix များရဲ့မြောက်ချင်းကသင်္ချာမြောက်ချင်းလို့ဖလျက်ကုံတတိတွားတွေးလို့မရပါဘူးဆိုတာက xy equal to yx မဖြစ်ပါဘူးဥပမာကိုဒီမှာပြထားပြီးပါတယ်နံပါတ်3ကတော့ inverse matrix ဖြစ်ပါတယ် inverse matrix ဆိုဒီမှာ matrix တစ်ခုကိုအခြား matrix တစ်ခုနဲ့လာမြောက်တဲ့အခါဥပမာ x ကို y နဲ့မြောက်တဲ့အခါရလာတဲ့အဖြေဒီအပေါ်မှာပြောခဲ့သလို unit matrix ရခဲ့မယ်ဆိုရင်အဲ့ဒီ y ကို x ရဲ့ inverse matrix လို့ဆိုပါတယ်ဒါကြောင့်မလို့ x into y equal to unit matrix ရသွားမယ်ဆိုရင် x into y လို့မရေးတော့မနဲ့ x into x inverse လို့ရေးလိုက်ရင်ပို့ပြီးတော့အဆင်ပြေပါတယ်ဥပမာအဖြစ် example တစ်ခုပြထားပါတယ် A ရဲ့ inverse matrix က B ဖြစ်ကြောင်းသက်သေပြပါလို့ဆိုထားတယ် solution လုပ်ဖို့ရန်အတွက် A နဲ့ B နဲ့ကိုမြောက်ကြည့်လိုက်တယ် A နဲ့ B နဲ့ကိုမြောက်ကြည့်လိုက်တဲ့အခါမှာနောက်ဆုံးရရှိလာတဲ့အဖြေဟာ main diagonal မှလွဲ၍ကျန်တာအလုံး0ဖြစ်နေတော့ဒါဟာ unit matrix တစ်ခုဖြစ်သွားပါတယ် B နဲ့ A နဲ့မြောက်ခြင်းက unit matrix တစ်ခုကိုထွက်သွားစေတယ်ဒါကြောင့်မို့လို့သူ့ကို B ဟာ A ရဲ့ inverse matrix လို့ဆိုနိုင်ပါတယ်ဒီ matrix တွေကိုလေ့လာပြီးတော့တို့ရဲ့ symmetry operation တွေနဲ့ဘယ်လိုများဆက်သွယ်လို့ရမလဲဆိုတာကိုနောက်ပိုင်းများမှာဆက်လက်ပြီးတော့လေ့လာကြပါစို့အားလုံးကိုကျေးဇူးတင်ပါတယ်